သိုလ်ကောင်းမှုလှုပ်တိုင်းဝမ်းမြောက်ပီတိဖြစ်ဖို့ရည်ကြည်တယ်နော်ကိုလှုပ်တဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ဝမ်းသာပီတိဖြစ်ရနေရမယ်ဝမ်းသာပီတိဖြစ်နေတာကိုသောမနတသာဟာကိုကုသိုလ်တဲ့မှာအကောင်းဆုံးကုသိုလ်လို့ဖြစ်အောင်စိတ်တကူပြုပြရသောမနတသာဟာကိုဆိုတာဝမ်းသာမှုဆိုတဲ့ခံစားချက်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်နောက်တစ်ခုကညာဏတမယုကံကံဤကျိုးကိုဒီနေ့လုပ်တဲ့ကုသိုလ်ကောင်းမှုဟာပျောက်ပြဲသွားမှာမဟုတ်ဘူးကိုယ်ရင်နဲ့ရောက်သွားတဲ့အရာတစ်ခုတည်းပျောက်သွားတာမရှိဘူးအနေစာသဘောတရားမမြဲတာတော့ရှိတယ်သို့တော့စွန့်ရည်တတ္တိအနေနဲ့ကြံ့နေတယ်အဲ့ဒီလိုသိတာကညာဏတပယုကံကံဤကျိုးသိတာညာဏတပယုစိတ်အားထက်သန်မှုရှိနေတာကအသင်္ကာရိကကိုလည်းတိုက်တွန်းစရာမလိုဘူးတခြားသူကလည်းကိုတိုက်တွန်းစရာမလိုဘူးကိုစိတ်ဓာတ်ကိုထက်သန်နေတယ်နော်အဲ့ဒီထက်သန်ဘယ်သူတွေကြောင့်ထက်သန်တာလို့ဆိုရင်တတ္တဆိုတဲ့တရားကြောင့်ထက်သန်တယ်တတ္တဆိုတဲ့ရှုံးကြည့်မှုကိုအကြောင်းပြုပြီးတော့စိတ်ဓာတ်ကထက်သန်တယ်တတ္တထက်သန်တယ်လို့ဝိရိယတတိပညာစေရနာဆိုတဲ့ဒီတရားတွေကလည်းထက်သန်တာအဲ့လိုထက်ပြည့်လုံလဝိရိယရှိစိတ်အားတဲ့တရောဖြစ်ပြီးတော့လူတဲ့အလူမျိုးကိုသောမနတသဟကိုညာဏတပယုအသင်္ကာရိကကုသိုလ်စိတ်တို့ခေါ်တယ်နော်အဲ့ဒီကုသိုလ်စိတ်အားအကျိုးပေးတဲ့အခါမှာလည်းပဲဘဝတစ်ခုရလာလို့ရှိရင်အဲ့ဒီကုသိုလ်ရဲ့အကျိုးအားလည်းပဲဝါပြောဝတ္တနဲ့ဖြစ်တယ်အသိဉာဏ်ရှိတယ်စိတ်အားထက်သန်တယ်ဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တိုင်းစိတ်အားထက်သန်တယ်ဆိုတဲ့ဝိပဿစိတ်လို့ခေါ်တဲ့အကျိုးစိတ်ကိုဖြစ်ပေါ်စေတယ်အလားတူကိုဖြစ်ပေါ်စေတာကိုလုပ်တဲ့ကုသိုလ်ကဝန္တာပိတိဖြစ်တယ်အသိဉာဏ်ရှိတယ်စိတ်အားထက်သန်တယ်ဆိုလို့ရှိရင်လေဒီကုသိုလ်ကအကျိုးပေးတဲ့စိတ်ကလည်းပဲအဲ့တိုင်းပဲနော်ဒါကြောင့်မို့လူတွေအမျိုးရှိကြတယ်အတိတ်ဘဝကလှုပ်လာတဲ့ကုသိုလ်နဲ့ပတ်သက်လာပြီးတော့ဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်တဲ့ဘယ်မှာစိတ်မပါတဲ့လူလည်းရှိတယ်စိတ်ပါတဲ့လူလည်းရှိတယ်စိတ်ပါတော့လေအသိဉာဏ်မရှိတဲ့လူလည်းရှိတယ်အသိဉာဏ်ရှိတဲ့လူလည်းရှိတယ်ဝန္တာမှုစိတ်ပါမှုရှိရတော့လည်းပဲကိုတိုက်တွန်းနှိုးဆော်ပေးနေရတယ်သို့မဟုတ်သူများကဆွဲခေါ်မှပါလာတာမျိုးဖြစ်တယ်ကိုစိတ်အားထက်သန်တာမဟုတ်ဘူးအဲ့ဒါမျိုးကြတော့သသင်္ကာရိကလို့ခေါ်တယ်တိုက်တွန်းနေရတာတွေရှိတော့စိတ်ကတလောက်ကြီးထက်သန်မှုမရှိထက်သန်မှုမရှိတဲ့ကုသိုလ်ရဲ့အကျိုးပေးရလည်းပဲဘဝမှာပါလို့ပြည့်ရောစိတ်အားထက်သန်မှုမရှိပဲနဲ့ဖြစ်နေတတ်တယ်။နောက်မို့လူကအမျိုးလေးနော်ပျော်ရွှင်တဲ့လူရှိတယ်ပျော်ရွှင်မှုအားနေတဲ့ပုဂ္ဂိုလ်ရှိတယ်ဝန္တာပိတိနဲ့ကုသိုလ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြိုးပေးလို့ရှိရင်ဘဝမှာပြုံးရည်နေတတ်တယ်ပျော်ရွှင်နေတတ်တယ်အဲ့ဒီလိုကုသိုလ်လုပ်တော့ကပြုံးရည်မှုအားနေတဲ့ပုဂ္ဂိုလ်ကြတော့မျက်နှာကမဲ့သိပ်ပြီးတော့မပြုံးခြင်းဘူးနော်စိတ်ကမပါတဲ့သဘောဖြစ်တတ်တယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကြတော့လေဘဝမှာသူများပြောလို့နောက်ကလိုက်လို့တာလောက်ရှိတယ်ကိုယ်တိုင်အသိနဲ့လုပ်တာမဟုတ်ဘူးအဲ့တော့လူဆိုတာအမျိုးဖြစ်တာအဲ့လိုအမျိုးဖြစ်တာပါတော့ဆိုကုသိုလ်လုပ်တဲ့အချိန်မှာပုံမှန်တရံဖြစ်တဲ့အတိုင်းပဲ
အကျိုးပေးတဲ့အခါအဲ့တိုင်းကျိုးပေးတာအဲ့ဒါကိုသတိထားရနော်ဒါကဘာကြောင့်ဒီလိုပြောရတော့ဆိုရင်လူမရှိတဲ့ပုံတိုင်းပဲမနဲ့မကြည့်လိုက်လို့ရှိရင်အဲ့ဒီပုံပဲထင်တာမဟုတ်လားလူရဲ့ပုံပတ်တန်တိုင်းမနဲ့မပေါ်တယ်ရှုပ်ပုံကင်မရာနဲ့တော့ဘုတ်တယ်လီဖုန်းနဲ့ရိုက်လိုက်တဲ့ဆိုရင်လည်းပဲရှိတဲ့အတိုင်းပေါ်တာပဲအဲ့တော့ကင်မရာတို့တယ်လီဖုန်းတို့ကရုပ်ပုံဖိုတိုပေါ်နေရိုက်တဲ့ဟာတွေကကိုယ်အရှိတိုင်းပဲပေါ်လာဖြစ်တယ်တို့တူပဲလူတွေဟာတယောက်နဲ့တယောက်စိတ်ဓာတ်မတူသည့်အတွက်ကြောင့်ကိုယ်စိတ်ဓာတ်အတိုင်းပဲဖြစ်ပေါ်နေတာရုပ်ပေါ်မှာအဲ့ဒီတိုင်းပေါ်နေတာကြားဘူးတယ်မို့လားတချို့မျက်နှာကဟိုရှိတော့ရုပ်ရှင်တော့ရိုက်တာရှိသေးတယ်ငို၍ရည်၍မရတော့မျက်နှာဆိုတာဟိုကြလာပါငယ်ငယ်တော့ကြားဘူးတာငို၍ရည်၍မရတော့မျက်နှာဆိုအဲ့ဒီမျက်နှာဘယ်လိုမျက်နှာတော့ငိုလို့လည်းမရဘူးရည်လို့လည်းမရအဲ့မျက်နှာမျိုးမရှိဘူးလားဆိုရှိတယ်တော်ဘာတွေထဲမှာကြည့်ရင်ပြုံးလို့မရတဲ့မျက်နှာတွေကတိရစ္ဆာန်တွေထဲမှာရှိတယ်သူတို့မပြုံးတတ်ဘူးနော်ခွေးကတော့နည်းနည်းပြုံးတတ်တယ်ကြောင်းတွေပါတွေကြသိမ့်မပြုံးတတ်ဘူးမျက်နှာပေါက်ကတော်ဘာတွေပါလည်းပဲတကောက်နဲ့တကောက်မတူစီးကွက်ဆိုတဲ့ငက်ကအမြဲတမ်းမျက်လုံးပြုတ်ကြည့်နေတာမျက်လုံးပြုတ်ကြည့်နေလို့သူ့ရဲ့ပုံမှန်တန်ကြည့်ပြီးတော့ငက်တွေထဲမှာခေါင်းဆောင်ဖြစ်ဖို့အတွက်ကန့်ွက်ခံလိုက်ရတယ်လားနော်မျက်နှာကရုပ်ဆိုးလို့ရှိရင်ကန့်ွက်ခံရတယ်အဲ့ဒီဇလန်ကလည်းရှိတယ်ငက်တွေကသူတို့ရဲ့အကြည့်ကဲဖြစ်ဘယ်သူကိုရွေးပလဲလို့ဆိုငက်များစုကအစိုးတင်သွင်းကြတယ်စီကွယ်ဟာပညာရှိတယ်ပေါ့ဒါကြောင့်မို့သူ့ကိုပဲအကြည့်ကဲနေရတင်မြောက်ကြမယ်လို့အဆိုပြုတဲ့အခါဘယ်ငက်ကထားကန့်ွက်တော့ဆိုကြီးကန်းကထားကန့်ွက်တယ်ကြီးကန်းကန့်ွက်ပုံကဘလို့ကန့်ွက်တယ်လဲဆိုကြီးကန်းကန့်ွက်ပုံကတော့စီကွယ်မျက်နှာကြည့်ကြပါတဲ့စိတ်မဆိုးရတော့သူ့မျက်နှာကြီးကကြောက်စရာကြီးတဲ့စိတ်များဆိုရင်တို့ဘယ်လိုနေမလဲတဲ့နော်အကုဒ္ဒတမုခံပတ္တကထံကုတ်တော်ဘဝိတ္တိစိတ်မဆိုးတဲ့သူမျက်နှာကြီးကြည့်ရတာကကြောက်စရာမျက်လုံးပြူကြီးနဲ့နှုတ်သီးချွန်ကြီးနဲ့ဆိုတော့ကြောက်စရာဖြစ်နေတယ်စိတ်များဆိုရင်တို့ပဲသွားနေကြမလဲဒါကြောင့်မို့သူသဘောမတူပါဘူးဆိုပြီးတော့ကန့်ကွက်တယ်သူကြောက်ပြတာအဲ့ဒါကြောင့်မလို့မျက်နှာပေါက်မဆိုးရအောင်ကုသိုလ်လုပ်တိုင်းမှာစိတ်အားတဲ့တန်တန်ရှိရမယ်ဝန္တပိတိဖြစ်ရမယ်အသိဉာဏ်ရှိရမယ်ဒါတွေကလိုအပ်တဲ့စိတ်ဓာတ်ရဲ့အရေးချင်းတွေကိုပြောတာနော်မြတ်စွာဘုရားဟာမြတ်စွာဘုရားရဲ့ပရိသေစိတ်ကသောမနတသဟကုယနာတံပယုအသင်္ခါရိကဆိုတဲ့ဘာဝိပဿိအကောင်းဆုံးဝိပဿိတဲ့ပရိသေနေတာမြတ်စွာဘုရားရဲ့ဆိုလိုတာကမြတ်စွာဘုရားရဲ့ပရိသေစိတ်မှာအရေးချင်းသုံးမျိုးပါတယ်နော်စိတ်ဆိုရမြမတူဘူးပေါ့မြတ်စွာဘုရားရဲ့စိတ်မှာအရေးချင်းသုံးခုရှိတယ်အဲ့သုံးခုကဘာလို့ဝန္တာရှင်ပြမှုဆိုတဲ့အရေးချင်းတစ်ခုပါတယ်နော်ဝန္တာရှင်ပြမှုပါတယ်အတိညာဏ်ပါတယ်စိတ်အားထက်သန်မှုပါတယ်အဲ့သုံးခုနဲ့ပရိသေတည်တဲ့အတွက်ကြောင့်မြတ်စွာဘုရားမျက်နှာတော်ဟာတည်ငြိမ်မှုရှိတော်လဲပဲဖော်၍တယ်လူတိုင်းပေါ်မှာဖော်၍တဲ့မျက်နှာရှိတယ်နော်စကားပြောသည်ဖြစ်စေပြောသည်ဖြစ်စေသူမျက်နှာဆက်ဆံရေးကောင်းတဲ့မျက်နှာဖြစ်နေတယ်ဖော်၍တယ်
ဒါကြောင့်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ပြောထားတာလေးရှိတယ်မြတ်စွာဘုရားဟာခက်ခဲတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နော်မြတ်စွာဘုရားနဲ့တွေ့ဆုံတဲ့အခါမှာအေဟိသွားကြတာဝါရီဘယ်သူပဲဖြစ်လာပါနှုတ်ဆက်စကားပြောတတ်တယ်ဒုက္ခတမ္ပတာစကားပြောလို့ဆိုလို့မတတ်မလွယ်ကူတယ်ပေါ့တီရီကြီးလုံးမနေဘူးပေါ့မြတ်စွာဘုရားနဲ့နော်အဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့ဆက်ဆံရေးဟာတမကောင်းတယ်ဆိုစိတ်တက်ကိုကပရိသေရီကုသကောင်းမှုလုပ်တဲ့အချိန်တော့ကလူတိုင်းကိုဝက်ကလောက်တာပေါ့နော်အေးသွားကြတာဝါဒီဆလာပါကျိုးဆိုပါရဲဆိုတဲ့အဓိပ္ပာယ်ပဲဒီနေ့အိန္ဒိယနိုင်ငံတို့ဘာလို့ကျိုးဆိုပါရဲဆိုတဲ့စကားကစွာကပ်ဆိုတာသွားကြတာပဲနော်အင်္ဂလိပ်စကားဝက်ကနဲ့တူတူပဲကောင်းတော့လာခြင်းပါဆိုတဲ့အဓိပ္ပာယ်ကျိုးဆိုပါရဲဆိုတဲ့စကားပဲအဲ့တော့လူတစ်ယောက်ဟာပုပ္ပပါတိရသော်ဘုရားကသူ့အပဲစကားပြောတယ်နော်စကားပြောတဲ့အခါမှာရောက်လာတဲ့အဲ့ဒီကိုသူကစတင်ပြီးတော့ပြောနေရှိတယ်ပုပ္ပပါတိမိဟိတပုပ္ပေငမပြုတ်ပြီးတော့မှစကားပြောတယ်စကားပြောတယ်ပြုတ်ပြောတယ်ဒီလိုဆိုလို့တယ်နော်ပြုံးနဲ့မျက်နှာဆိုတာလူတိုင်းကခင်မင်စရာဖြစ်တယ်ပေါ့နော်ပြီးတော့ရသော်ဘုရားကစပြောတယ်ပုပ္ပပါတိစတင်ပြီးတော့ပြောတယ်ရသော်ဘုရားကိုတိဝရနဲ့ပေါင်းပြီးတော့စัจ jin ပဲလုတ်ခဲ့တဲ့အသတ္တတပယင်ဟာနောက်နာရပြီးတော့ရသော်ဘုရားစီရောက်လာတယ်သူလုတ်တာတဲ့လူရတဲ့ကြောင့်ရသော်ဘုရားပေါ်မှာစောကားတယ်ရသော်ဘုရားရဲ့တပည့်တကားဖြစ်တဲ့သူ့အဖေပေဝိသရမင်းကြီးပေါ်မှာစောကားတယ်ထောင်တွေကျင်ချပြီးတော့ဖခင်ဖြစ်တဲ့ပေဝိသရမင်းကြီးကိုတပ်ပစ်ခဲ့တယ်သူစောကားမှုတွေကတိဝရကဒီသမารိနဲ့ရသော်ဘုရားကိုလှုပ်ချက်မှုချတဲ့အခါမှာသူကလေးသမားတွေပြီးတယ်အဲ့တော့ဒီဝရနဲ့အပေါင်းမှာနာလဂိရိစင်ကြီးဒီဝရတောင်းတာအကုန်လှုပ်ပြီးတယ်အဲ့ဒီလိုပြစ်မှုတွေကျူးလွန်လာခဲ့တဲ့အသတ္တတပယင်ကြီးဟာမြတ်စွာဘုရားနဲ့တွေ့ချင်လို့အကြည့်လို့ဘုရားစီကိုညအချိန်ရောက်သွားတာစဉ်းစားကြည့်ပေါ့နော်စဉ်းစားကြည့်လိုက်ပေါ့ရသော်ဘုရားကတော့ဘု து ပေါ်မှာမေတ္တာမပြတ်ဘူးဒါပေမဲ့လို့စာတတကရသော်ဘုရားပေါ်မှာလှုပ်ကြံတပ်ပြတ်တဲ့အထိစောကမောကလှုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဘုရားစီရောက်သွားတဲ့အခါကျတော့သူစကားမပြောရဘူးရုပ်တယ်စကားမပြောဘဲနဲ့ယန္တကရီညင်ညင်တက်တက်ထိုင်နေတာကိုကြည့်ပြီးတော့သူ့ရဲ့သားဥရိယပတ္တမင်းသားဟာအခုလိုညင်ရင်ကောင်းမှာပဲလို့စိတ်ထဲကတွေးတာအဲ့ဒီတွေးတာကိုမြတ်စွာဘုရားကသူ့စိတ်ကိုဖတ်ပြီးတော့နော်အကပတိတုံးခေါ်မအရသယတာပိမကိုချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်စီစိတ်ရောက်နေသလားဆိုအဲ့ဒီစကားစာပြောလိုက်တာမြတ်စွာဘုရားရှင်မင်းကြီးဘယ်လိုလဲကိုချစ်ခင်မြတ်လို့ရတဲ့ပုဂ္ဂိုလ်ထက်စိတ်ရောက်နေသလားသူစကားစာပေးလိုက်တာအဲ့ဒါသူစိတ်ထဲမှာတွေးရုံပဲတွေးနေတာနော်အဲ့ဒါမြတ်စွာဘုရားကဥရိယပတ္တမင်းသားကသူ့အချစ်ဆုံးပဲသူ့သားကိုနော်အဲ့ဒီဥရိယပတ္တမင်းသားစီစိတ်ရောက်နေတာကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကမြတ်နိုးချစ်ခင်ရတဲ့ပုဂ္ဂိုလ်ထံစိတ်ရောက်နေသလားလို့မေးလိုက်တော့စကားကစာဖို့လွယ်သွားတယ်
နော်အဲ့ဒါကိုပြောတာပုပ္ပပါတိမြတ်စွာဘုရားဟာရှေးဥစွာစကားပြောလို့ရှိတယ်အဲ့ဒီကနေပြီးတော့နောက်သာဝေညဖလားသုတ်တံကိုဟောတာပဲဖြစ်အဲ့ဒါတစောင်းမုံလာပြီးနေညမှာဟောတဲ့သာဝေညဖလားအခါတော့နေဆိုတာအဲ့ဒါပြောတာနော်အစတတမင်းသွားတွေ့တာအဲ့တော့ဆိုလိုတာကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဝမ်းမြောက်ဝမ်းသာနဲ့လုပ်ရမယ်အတိညာရှိရှိနဲ့လုပ်ရမယ်စိတ်အားထက်သန်စွာလုပ်ရမယ်အဲ့ဒါလို့လုပ်တဲ့ကုသိုလ်ရဲ့အကျိုးဟာလည်းပဲဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်ဓာတ်အတိညာရှိတဲ့စိတ်ဓာတ်စိတ်အားထက်သန်မှုကိုပေးတဲ့စိတ်ဓာတ်ကိုရှားရှိစေနိုင်တယ်အဲ့တော့လူတိုင်းဟာဝမ်းမြောက်တဲ့စိတ်ဓာတ်ရတယ်လို့ပြောလို့မရဘူးနော်စိတ်ညစ်နေတဲ့လူတွေအများကြီးရှိတယ်အတိညာဆိုတာတော့မပြောနဲ့တော့အတိညာရှိမှုမရှိမှုကတော့မပြောနဲ့တော့အဲ့ဒါကြောင့်မို့အတိညာဆိုတာလေလူတိုင်းရှိတာမဟုတ်ဘူးတချို့ကြတော့ကိုပြောလို့ပြောမှမသိတဲ့လူတွေအများကြီးဒီစကားအတိတ်ပဲကဘယ်ရောက်သွားသလဲဆိုတာကိုမသိတဲ့လူတွေအများကြီးပဲအဲ့ဒါအတိညာမရှိခဲ့တာဘာလို့စိတ်ထက်ထက်မြက်မြက်မရှိဘူးတွန်းဆုပ်နေတဲ့ပုဂ္ဂိုလ်တွေအသင်္ခါရိကဆိုတာထက်သန်နေတာကိုပြောတာသသင်္ခါရိကြဆိုတွန်းဆုပ်တာကိုအင်္ဂလိပ်လို hesitation လို့ခေါ် hesitate ဖြစ်နေနော်ထက်မြက်မှုမရှိဘူးအဲ့ဒါလို့စိတ်ဓာတ်မျိုးကိုရစိတ်ဓာတ်လို့ကုသိုလ်ကောင်းမှုလှုပ်တိုင်းကိုမှပြင်ဆင်ရမှာပါတော့ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်နေဖို့မင်္ဂနဲ့အမြင်ရှိဖို့စိတ်အားထက်သန်မှုဒါအရေးကြီးတယ်ဆိုပြောတာနော်အဲ့တော့ဒီကနေ့ကုသိုလ်လုပ်ကြတယ်စံခဲဝဲပေါ်စဉ်ချွတ်ချရတာစက္ကန့်လူတန်းတဲ့အခါမှာအာယုပြုရမှာပါလေတို့ဒီကနေ့တန်ဃာတွေကိုဆုတ်ကတ်တယ်ဒီကလိုက်တဲ့ဆုံးကိုဖုံးပြီးသုံးဆောင်ပြီးဒီတန်ဃာတွေဟာမြတ်စွာဘုရားတရားတော်တွေကိုမပြော့ပြတ်အောင်ထိမ့်သိမ်းဆောက်ရှောက်တဲ့ပရိယတ္တိအလုပ်လိုက်နာကျင့်သုံးတဲ့ပฏิပတ်တိအလုပ်ကိုလုပ်နိုင်ကြပါစေလုပ်တာသူတို့နဲ့ကိုယ်နဲ့မဆိုင်ဘူးကိုယ်ကလုပ်နိုင်ဖို့တက်ကတာဟုတ်လားလုပ်နိုင်ကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့ဆုံးခပဲပေါ်တယ်နောက်တကဒီဆုံးစားတဲ့ပုဂ္ဂိုလ်တွေဟာခွန်အားပြေဝတယ်အသက်ရှိတယ်ခွန်အားပြေတယ်အစားလိုက်မှသူကအသက်ဆက်နိုင်တယ်ပေါ့အသက်ဆက်မိသွားတယ်ခွန်အားရတယ်ချမ်းသာဒုက္ခကိုရတယ်နော်ဘဝရှိနေတဲ့ဗျာအသားရည်စုပြေတယ်ပြီးတော့အတိညာဖွံ့ဖြိုးလာနိုင်တယ်အစာအရာကထောက်ကူပြုတာ၅ခုရှိတယ်လူတိုင်းအနေစဉ်ထမင်းစားကြတယ်အစာစားကြတယ်ဆိုတာဒီအစာကပါဠိကိုဖြစ်ပေါ်စေနေတယ်လဲဆိုတာကိုစဉ်းစားကြည့်နော်အသက်ရှိဖို့အတွက်ဖြစ်တယ်အစာစားတာအစာမစားရင်သိပါပဲသိကြတယ်နော်ပြီးတော့ဒီအစာစားလို့အသားရည်စုပြေးတာဒီအစာစားလို့ခွန်အားရှိတာဒီအစာစားရလို့စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်တာဒီအစာစားရလို့အုံနောက်ဖွံ့ဖြိုးပြီးအသိဉာဏ်တွေတိုးတာအစာမစားရတဲ့ပုဂ္ဂိုလ်တရားဒါပြုတ်ပြရတော့ဒါရှင်းလေးစဉ်းစားကြည့်လိုက်နော်အဲ့တော့လူတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာအဲ့ဒါဒီစာဘာကြောင့်စာသက်ရှိဘူးအစာစားရမှာသက်ရှိမယ်အသားရည်ပြည့်ဖြိုးမယ်ခွန်အားရှိမယ်ချမ်းသာမယ်အသိဉာဏ်ရှိမယ်လူရဲ့အုံနောက်ကောင်းမယ်အဲ့ဒီအတွက်ဒါတွေကိုဖြစ်ပေါ်စေတယ်အဲ့ဒီကိုလုံးလိုက်လို့အလူကပုဂ္ဂိုလ်ရသွားတဲ့အကျိုးမြတ်စွာဘုရားကအဲ့ဒါကိုဆုံးတူခြင်းရဲ့အကျိုးလို့ခေါ်တာအာရလူခြင်းလို့ဘယ်လိုခေါ်လို့ဆိုရင်အာယုတ
Ayo Dadawa Ayo Dabagi Hodi Asara Juila do at the she dware, the semi dware. Eddie the semi dware. Tu ha San Ludo Biobi Bedu at the go to ya yaude. At the go Lura Pidojo, Pia Wama, the she is with Juya. Tidusura, no. Go to the Agapalu, Jubu the laser. Reactions are go low like there, low to Kudi. Reactions are Dom Jamuashid. Pekes up Dom Jamuashid. No. Eddie Dom Jamu there, Juriala. Is as Alu. Adayi Subi Muyare. Eddie is as Alude Bogoha. Pidia Boama, Adayi Subiri. To the Salute. No. Subiri Sura. Pura Mera of Yoramu. Abriga Dopsi, no, Maybe Shimawe. Abioramu. The Yopi Dopsi, if you were Shimawe. No, Pura Mera gas. A boy and Yivia Otar. No, a doing other do. A dab you be better, Teria Yenima, you go. I know. Damn you net like Biro Quere. Dodo. Ada mera pura dikamobu. Ada isupira never supira dave. Hold on. The Jojaro, ada pubiro, we chow chow pin. The Jojaro, ada baby, maybe the boy chow chow. Pita. So be boom, miss you, wow up you, miss you. No, they do solura. I know. Chanare, Koyade. Adinani Yaresra. Sandu de Buguri ha. Eri Jumyu, Topia Miro Yasilan, and Yusuf Yahor. To do a thing and do de Bugu. A Kulu Kanta Piro, Breakara Shiba Ludes, no, Kudokamu Lode. Kolode Kudokamu di Kusipia Yauna. Daga, Chachi Yauna Mohobu. Chechiya Nainaro, the Gudu Segu, Koloare Gudu Boma, Wabyawadaro, Chechi. Hey, Wabjawada Chiara Leve, Kudulu Korabe. Oh, Kudu Judia Lukorabe. No? Eri Chechiare, Judia Le Shide. Pibi Ma Pilare, Judia Le Shide. Era breakera Shiba Lude Bogojaro. Yes, Abjaga. What a door, Hodi, one not all. I was I would danza Lude Bogohare, Adai, Subibu, Yayade. Daga Velu David also. Ludia Blobe, you so. I was a Lala Baba Wola in Chivio Shivio. No, make a very Malay neo. I was at the Delany Wola in Chivio Shivio. And the Sulu. No, I wore Duma Wo Dauma Gosalo. Dua was a neve. Bomandana, Miai Biandor. The two signy dollars, so Piapiane, Dwajivala, Drauza, Lutimabo. Jajanana, what dollars, but some see who don't need to wear a sancy to Tenoir. No? Ero was a Plauti, do ye boa sendango, a miema, miembe neither day. Miembe. Ero was a lude bogoale. Pawama, did not did it. Sheria Boama, did not did it. Lumian Gaune Boamu out there. Did you solura? Taga, Golura, Goyare, the Obiora. Yasaviaga, Hodare, Yaditan, Webedi, Pisa, Daditan, had a different. Go side music, die a bit about my board. Golura, Goyara. No, I don't. Adiga, Taditama, Kuba low neither Kuchima. Go low there, low poma, Conabiore, Wamia Wanda Piabe, Adina Shiabe, say Atananiam.
အဲ့ဒါကြောင့်မှဒီကုသိုလ်အကျိုးပေးတဲ့အခါမှာအဲ့ဒီကောင်းမြတ်တဲ့ရည်ချင်းလေးပါလာမှာဖြစ်တယ်နော်အဲ့လိုမဟုတ်ပဲနဲ့အိတ်ငိုက်နေပဲဆိုရင်တော့မရဘူးဒါတွေမရနိုင်နော်လူရတဲ့အချိန်မှာအထူးသဖြင့်တောရွာကဆိုအပ်ဆုံးအလူတန်းနေလောက်ကြတဲ့အခါမှာဗမာပြည်မှာလူရတန်းရပြီးတော့ပတ်စံတွေကုန်ကြပြီးတော့လူတဲ့အချိန်မှာအိမ်ငိုက်နေတဲ့လူတွေအများကြီးရှိတယ်။ဘာဖြစ်လို့ဆိုမနဲ့ကြရလာတဲ့များလူတွေအခါပိသိဆရာတောင်ပြောတာတွေနားထောင်တချင်းဆိုတာတွေနားထောင်ခုခေတ်ပိဿုကတော့တချင်းဆိုပြတာများနေနော်ပိသိဆရာတချင်းပြောတွေနားထောင်စိုင်းတီးတာတွေနားထောင်အလူရေးစက်ချပြီးဆိုတဲ့အခါကျမောနေပြီအဲ့လိုမောနေပြီနောက်ဆုံးကြပါလူမျိုးတွေပါအဲ့တိုင်းဖြစ်နေတယ်နော်အဲ့ဒါလုံတင်သလားစဉ်းစားတဲ့နော်လုံတင်သလားအဲ့ဒါဒီမကောက်မန္တကလည်းနောက်ကဖြစ်နေဘုန်းကြီးအရှိတရားရှိနေပြီးရောမန္တကလည်းပဲဖြစ်နေပြီနောက်ကကောစောတွေကလည်းလိမ့်နေပြီခြေသက်ချပွဲမှာလှူရှင်နဲ့မကင်းရမကင်းကြောင်အိမ်ငိုက်နေတဲ့လူလေးငယောက်လောက်ပဲပါတော့တာတော်များများကြုံမှုတယ်ဒါကြုံမှုတော့ပြောပြတာနော်ဘာလို့တော့စိတမနဲ့လို့အခါနဲ့မောပြီးလေပိသိဆရာပြောတဲ့ပြထိုင်နာတော့မောပြီးတော့နေရတာမောပြီးလေ12နာရီကြော်မှပွဲပြီးကနေကြပါရေးစချတာဆိုတော့ဘယ်လိုလုပ်ပြီးတော့စိတ်ဓာတ်ကလန်းနိုင်ပါမလဲအဲ့တချို့ကြတော့အဲ့ဒါတွေသဘောပေါက်တဲ့ပုဂ္ဂိုလ်ကကြွတင်ပြီးတော့ရေးစချတာရေးစချတာပြီးတော့မှအောင်ပွဲအနေနဲ့ပဲလုပ်တာကုသိုလ်လုပ်တဲ့အချိန်မှာအောင်ပွဲအနေနဲ့အဲ့ကြတော့ပြောချင်တော့ပြောဖို့ကုသိုလ်နဲ့ကုသိုလ်လုပ်တဲ့အချိန်မှာကုသိုလ်လုပ်တဲ့အချိန်မဟုတ်တဲ့အခြားအချိန်မှာကြတော့တက်ကြွရှင်လန်းနော်ကောင်းမောမိတ်စာရေးတစ်ထောင်လုံးနဲ့စိတ်ငကကြည်တဝဝင်နဲ့တက်ကြွရှင်လန်းနေပြီပဲလို့ရှေ့ဆက်ချတဲ့အခါမှာကောင်းငိုက်စိတ်ကြတယ်မဖြစ်သင့်ဘူးတရားနော်မဖြစ်သင့်ဘူးအဲ့လိုမဖြစ်သင့်ဘူးကုသိုလ်လုပ်တဲ့အချိန်မှာလန်းဆန်းနေရမယ်တက်ကြွနေရမယ်အသိဉာဏ်ရှိရမယ်ဒီလိုဖြစ်တဲ့နော်ဒါကစဉ်းစားဖို့ပြောပြတာကိုလုပ်တဲ့အချိန်မှာဒါလုံတင်သလားဆိုတာကိုစဉ်းစားရမစဉ်းစားဘဲနဲ့ဘာတစ်ခုမှမလုပ်နဲ့လောကမှာမသိတဲ့နာဆိုတာမရှိဘူးမပြောတဲ့နာနဲ့မလုပ်တဲ့နာပဲရှိတယ်အလုံးသိရမယ်ကောင်းတဲ့မကောင်းမှုသိရမယ်လုပ်တဲ့နဲ့မလုပ်တဲ့မှုသိရမယ်အဲ့ဒီဒါကြောင့်ဘုလို့အသိဉာဏ်အရေးကြီးတယ်လို့ပြောတာနော်အသိဉာဏ်အလုံးအရေးကြီးတယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်တိုင်းပိဋိသောနတ္တဖြစ်နေရမယ်အသိဉာဏ်ရှိနေရမယ်နော်ရှေ့ဆက်သွန်းချတဲ့အချိန်ဆိုတာလှူတဲ့အချိန်လေးလှူတဲ့အချိန်မှာလန်းဆန်းနေရမယ်အဲ့တော့ဗာနဲ့လှူအသိဉာဏ်နဲ့လှူရင်အမောဟနဲ့လှူတယ်စေရနာထက်တဲ့တန်တန်ဆုံးလူနဲ့အလောဘနဲ့လှူတာဖြစ်တယ်အလူကပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာရှိတယ်ဖိတ်ကြားထားလို့တက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေမှာမေတ္တာရှိတယ်အဒေါသနဲ့လှူတယ်အဲ့တော့အလောဘချမ်းရံပြီးတော့လှူတယ်အဒေါသဆိုတာနဲ့လှူတယ်အမောဟဆိုတာနဲ့လှူတယ်ဆိုရင်ဖြစ်လျက်ဘဝမှာအဲ့ဒီပုဂ္ဂိုလ်ကလောဘမကြည့်ဘူးဒေါသမကြည့်ဘူးအသိဉာဏ်မတုံ့ဘူးလို့ဆိုလို့ရတယ်နော်အဲ့လိုမဟုတ်ပဲနဲ့လှူခဲ့တဲ့အချိန်မှာလဲလောဘတွေနဲ့လှူလာတယ်တချို့ကြတော့အကူငွေဘယ်လောက်ရပြီလဲလက်တွက်ခိုင်းနေတောက်မျိုးဆရာတော်ကြီးရေးထားတဲ့စာအုပ်တွေမှာငယ်ကလေးဖတ်ဖူးတယ်နော်တချို့ကအကျွေးယူပြီးတော့အလှလုပ်တာတောရတွေမှာပြောတာပါများသောအားဖြင့်အကျွေးယူပြီးတော့အလှကြီးလှတယ်အလှကြီးလှတော့မျောလင်းချက်ကပါတော့လူတွေကိုဖိတ်လိုက်တာအပြာကြီးဖိတ်တဲ့လူတွေစီကထင်သလောက်ငွေကူတာမရဘူးမ
အဲ့လိုအလည်းရှိသေးတယ်နော်ဖိတ်တဲ့လူတွေကအကူငွေတွေပေးကြတယ်နောက်ဆုံးမှာရှည်သက်ချတဲ့အချိန်မှာအမြဝေပါလို့ပြောလိုက်တော့သူကတွက်တယ်အိမ်ကနွားရကောင်လည်းပါသွားပြီကျွေးတွေကလည်းတင်းနေပြီအကူငွေတွက်လိုက်တော့ဘယ်လောက်မှမရဘူးဆိုတော့အမြလို့ဆိုလိုက်ဆိုတဲ့အခါကျတော့ကိုကြိုးတဲ့ပါပြီဗျာပါဇက်ကရောက်ပြီးတော့အဲ့လိုဆိုတယ်လို့ဆိုတာငယ်ငယ်တော့ဖတ်ဖူးတယ်တောက်ပြုတ်ဆရာတော်ကြီးရေးထားတဲ့စာအုပ်ထဲမှာတွေ့ဘူးကြလိမ့်မယ်အဲ့ဆရာတော်ကြီးကတကယ်ကိုလောကကြီးကိုပြုပြင်မှုရအတွက်အမှန်မြင်တဲ့ဆရာတော်ကြီးအမှန်တန်ကျေးဇူးတင်မှုကောင်းတယ်အမှန်တန်ကျေးဇူးကောင်းလောကကြီးကလွယ်လုံနေတယ်လွယ်တန်တန်တရားလုံးလွယ်သွားတယ်နော်သူများလှုပ်တာကိုလိုက်မလုံးနဲ့မလွယ်စေနဲ့ကိုလှုပ်တာအတိတ်ပဲရှိရမယ်နှစ်သာရရှိရမယ်စဉ်းစားရမယ်ဒါမစဉ်းစားဘဲနဲ့လှုပ်လို့ဒီလိုတွေဖြစ်တာစာတပိဒအဘိယရမဆရာတော်ကြီးဆိုတာရှိတယ်ပရိယောဂထဲမှာပါသွားတယ်ခုခေတ်ကိုဗစ်လိုပဲပရိယောဂကစစ်ပြီးကစားဒုတိယကမ္ဘာစစ်ပြီးကစားဗမာပြည်မှာပရိယောဂတွေဖြစ်တယ်နော်ကိုဗစ်ယောဂနဲ့တူတူပဲအဲ့ဒါမျိုးပဲကုဆက်ဖို့လင်းမြန်နဲ့သေတာမြန်နဲ့အဲ့တကယ်ကိုကြံတပိတဲ့အဘိယရမဆရာတော်ကြီးဆိုတာအဲ့ယောဂနဲ့ပါတော့စကိုင်းတောင်မှာတရင်သုံးတာအဲ့ဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာလေးတွေရှိတယ်ဆရာတော်ကြီးကအမှန်တမ်းစာဆိုစာပဲတိကျတယ်ပြတ်သားတယ်သူကပညာနဲ့ကပညာနဲ့ကအဲ့ဒီဆရာတော်ကသူညီတို့သူဆွေမျိုးတွေအလှလုံးပဲဆိုတဲ့အခါကျပါပြောတော့ဘယ်သူကတော့ငွေကြေးမတတ်နိုင်ဘူးအလှကြီးမလှနဲ့ကိုတတ်နိုင်တော့လှနော်ကိုတတ်နိုင်တော့လေလှကုသိုလ်ရအောင်လို့အပူတွေမကုန်စေနဲ့လို့အဲ့လိုပြောတယ်နော်လူတိုင်းခေါင်းကလှပြီးတော့ကိုကြိုးနေပါပြီဗျဖြစ်သွားမှာဆိုလို့ကိုတတ်နိုင်တော့ပဲကိုလူခုံလုံးပြီးတော့မလုံးနဲ့ဘယ်သူလူတော့ငါတော့ဝတ်သားကျွေးတယ်ငါလူကြတော့ပါကျွေးပဲဆိုတာဒီမပြိုင်နဲ့အဲ့ဒါမျိုးဒီလိုဆိုလို့လေအခုဆိုရင်တတ်နိုင်တဲ့လူကတော့ကိစ္စမရှိဘူးသူတတ်နိုင်လို့တာဘယ်သူလူကတော့စင်မနှကောင်ပါတယ်ကာလူကစင်မနှကောင်လဲဘယ်တစီမြင်ဘယ်နှကောင်လဲမဆန်ရှိတဲ့လူကတော့သူစားသူကသူလှုပ်တာတော့လှုပ်လို့ကျွေးယူလို့လှုပ်တဲ့လှုပ်ပြီးတော့မလှုပ်တယ်နော်အဲ့ဒါကိုဆိုလို့တာအဲ့တော့ဘာပဲဖြစ်ဖြစ်အများကြီးလူတိုင်းလည်းပဲကုသိုလ်အများကြီးရမှာမဟုတ်ဘူးနည်းနည်းလေးလူလို့လည်းကုသိုလ်နဲ့ရမှာမဟုတ်ဘူးအဓိကဘာလို့နေခြင်းများခြင်းသည်အဓိကမဟုတ်ဘူးစိတ်စေရနာသည်အဓိကမြတ်စွာဘုရားကဝိလမသုတ်တမှာဟောတာမင်းလှူတဲ့လူကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေအဓိကမဟုတ်ဘူးဘာဟင်းနဲ့ပဲကြွေးကြွေးစွန့်တမင်ကြွေးဘာဟင်းနဲ့ပဲကြွေးကြွေးဟင်းညံ့နာဟင်းကောင်းတာအဓိကမဟုတ်ဘူးရှင်တဲ့ကစေရနာအဓိကဟိုနှမျောလို့တော့မလုပ်နဲ့ပေါ့ဝတ်သားကျွေးနေတဲ့ငါပြီးကျကျွေးတာပြောတော့အဲ့ဒါတော့နှမျောတာပေါ့အဲ့လိုပြောတာမဟုတ်ဘူးနော်ကိုရှိတဲ့အတိုင်းဒါနဲ့လုပ်တာကိုပြောတာအဲ့ဒါဝိလမသုတ်တံဆိုတာအနာရဝိသတိကြီးကျွေးတွေဆုံးလို့စီပွားရေးကြက်တဲသွားတဲ့အချိန်ပိုင်းရှိတယ်အဲ့ဒီမှာသူရဲ့စတုရိတာကျွေးတဲ့မန္တတိမှာစကွယ်ထမင်းနဲ့ပုံကြီးဟင်းမဲ့ကျွေးနိုင်တယ်အဲ့နှစ်ခွက်ပဲကျွေးနိုင်တယ်နော်အဲ့လောက်ထိမွေသွားသေးတယ်စီပွားရေးကြက်တဲဆိုတာဖြစ်တတ်တာပေါ့စီပွားရေးစီမပြေလို့အဲ့တော့မြတ်စွာဘုရားစီရောက်လာတဲ့အခါမြတ်စွာဘုရားပြောတာလူတဲ့တန်းနဲ့ဆိုတဲ့တရားပါတဲ့ကောင်းတာလည်းအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးများတာကလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးဘာလူတက္ကိသန္ဒနာဒေတိတ
လေးတစားလုပ်ဖို့လိုအပ်တယ်တတိရှိရှိစိတ်အားကုန်စိုက်ပြီးတော့တတိရှိရှိတက္ကိသဒါနဒေတိဆိုတက္ကိသဆိုတာခုနအရေးပြောတာဝမ်းမြောက်နေရမယ်နော်အသိပညာရှိရမယ်စိတ်အားထက်သန်ရမယ်စိတ်အားထက်သန်တော့ပြောတာတတိကတဝါဒါနဒေတိကိုလှူတဲ့လူပေါ်မှာအာယုစိုက်တာစိတ်တိကတဝါဒါနဒေတိကိုယ်စိတ်ထဲမှာပူဇော်လို့တဲ့စိတ်အလူကပုဂ္ဂိုလ်တွေကိုပူဇော်လို့တဲ့စိတ်ချီးမြှောက်လို့တဲ့စိတ်နဲ့လူရမယ်ဒီလိုဆိုလို့တယ်နော်ပူဇော်လို့တဲ့စိတ်နဲ့သာတာဒါနဒေတိအလူပွဲမှာကိုယ်တိုင်ပါဝင်လှုပ်ဆောင်ပြီးတော့လှူတာဖြစ်ရမယ်အာဂမနဒိဋ္ဌိကောခန္ဓာကကအိကျိုးနားလဲတာအသိဉာဏ်ရှိရှိလှူရမယ်ကိုလှူလိုက်တာဟာတကြက်လှူတကြက်ဖို့ဒီဟာဆုံးရှုံးသွားတာမဟုတ်ဘူးတရစီတွေတစီကိုမြေကြီးတဲ့ခြားဆိုင်လိုက်မပေါက်ခင်တော့ဒီတရစီတွေကဆုံးရှုံးသွားနိုင်တယ်လေဒါပေမဲ့လို့ချက်ချင်းပေါက်တာမဟုတ်ဘူးကနေဆိုင်နေပြန်မပေါက်ဘူးတချို့ကတစ်ပတ်လောက်ကြာမှပေါက်မယ်တချို့ကတစ်လလောက်ကြာမှပေါက်တယ်နော်အဲ့တော့ဒီတရစီတွေကိုခြားဆိုင်လိုက်တဲ့အခါဒီတရစီတွေကတရပင်ပေါက်လာမယ်ပေါက်လာလို့ရှိရင်တရသီးတွေသီးလိုက်ပဲအဲ့ဒီသီးတဲ့အသီးကိုငါတို့စားရနိုင်မယ်ဒီယုံကြည်ချက်မရှိဘူးလားအဲ့ဒါမျိုးပြောတာနော်ကိုလှုပ်တဲ့ဟာပျောက်သွားတာမဟုတ်ဘူးပျောက်သွားမှာမဟုတ်ဘူးကိုလှုပ်ထားတာကိုအကျိုးခံစားရမယ်ဆိုတာလူတွေကယုံကြည်ချက်လောက်ရတာငွေကြေးရင်းနှီးမြှုပ်နှံတဲ့ investment လုပ်တဲ့ဆိုတာလေသူရောပါစားပေးပြီးတော့ရင်းနှီးမြှုပ်နှံရတာပဲလေကုသိုလ်ကောင်းလုပ်တယ်ဆိုတာရင်းနှီးမြှုပ်နှံမှုတစ်ခုပဲရှေးခေတ်ကပြောရင်တော့ဒါရွှေအိုးမြှုပ်တယ်လို့ခေါ်တာပေါ့ရင်းနှီးမြှုပ်နှံမှုတစ်ခုအဲ့တော့အဲ့ဒါကိုဒီကုသိုလ်ကံဟာအကျိုးအနေနဲ့ပြန်ရောက်လာပဲဆိုတာကိုသိတာကိုအာဂမနဒိဋ္ဌိကောလို့ခေါ်တယ်နော်အာဂမနဒိဋ္ဌိအကျိုးသက်ရောက်မှုဖြစ်လာမယ်ဆိုတဲ့အသိဉာဏ်ရှိရမယ်နောက်တစ်ခါဒါပဝိဒံဆိုနောက်ဆုံးဟာမထားရမယ်စိတ်ကိုလှူတဲ့စိတ်သည်ကိုလှူတဲ့အလှူသည်အမိုက်တရားလို့စွန့်ပစ်တာမျိုးဖြစ်စေရဘူးနောက်အဓိပ္ပာယ်တစ်ခုကတော့လူတွေလို့ဆိုလို့နော်ဆိုပြတယ်အဲ့ဒီလိုလောက်အောင်လို့ပြောတာအဲ့တော့ဒါနကောင်းမှုလှုပ်တိုင်းမြတ်စွာဘုရားအဆုံးမတိုင်းလိုက်တာရတယ်မလိုက်နာလို့ရှိရင်ပြည်ဝဝအကျိုးရမှာမဟုတ်ဘူးနော်လှုပ်တိုင်းရတာမဟုတ်ဘူးလှုပ်တတ်မှရတယ်ဒါကြောင့်မို့အဲ့ဒါပြောပြတာနော်ဒါကြောင့်မို့မြတ်စွာဘုရားဟောတာတဲ့ဒါနကုသိုလ်လုပ်လို့ရှိရင်ဝတ္တပိတိဖြစ်ရမယ်အသိဉာဏ်ရှိရမယ်စိတ်အားထက်သန်မှုရှိရမယ်အဲ့ဒီအချက်တွေနဲ့ညီးပြီးတော့လုပ်တဲ့ကုသိုလ်ရဲ့အကျိုးကသာလေထက်တဲ့တန်လောကမှာအကျိုးပေးတယ်သို့တော့ဒီအကျိုးလောက်တင်သူတဘာဝအရာတုံ့ပြန်လာတဲ့အကျိုးလောက်တင်မမျိုးလိမ့်မယ်နဲ့ဒီအဖန်တလေဘဝကိုအဆုံးသတ်နေရတဲ့သိခြင်းဆင်းရဲကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုဥတည်ပြီးတော့လှူရအောင်အဲ့ဒါတော့အကောင်းဆုံးပေါ့ဟုတ်တန်ရောကထွက်မြောက်ဖို့ယုံနာခန္ဓာဆိုတဲ့ဒုက္ခအဆုံးသတ်ဖို့ဒီကုသိုလ်ဟာထောက်ကူဖြစ်ပါစေဆိုရယ်အဲ့ဒီကုသိုလ်ကြတော့
တမန်ကုသိုလ်တွေပို့ပြီးတော့တိုးတယ်လုံးသွားတယ်နော်အဲ့ဒါကြောင့်မို့နောက်ဆုံးရဆူတောင်းတဲ့အခါကျတော့ဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာဤထောက်ပံ့ဖြစ်ပါစေလို့အဲ့လိုဆူတောင်းတာဆူမတောင်းနဲ့တရားပင်စိတ်တရားသီးစားပါလို့ဤလိုတောင်းနေဖြစ်စီမတောင်းနေဖြစ်စီတရားပင်အပေါရင်တော့တရားသီးသီးမှာပဲလေအဲ့ဒါပေါ့ဆူတောင်းစရာမလိုဘူးအေးဒါကြောင့်မလို့နိဗ္ဗာန်ချမ်းသာကြတော့အဲ့ဒါလို့မဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်ဥတည်ကျအနေနဲ့ဆူတောင်းမှာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ကုသိုလ်ကောင်းမှုလှုပ်တိုင်းကိုယ်ပါအတွက်လှုပ်တယ်ဘယ်လိုရွေးချက်နဲ့လှုပ်တယ်ကိုလှုပ်တဲ့ကုသိုလ်ကဘလောက်တတ်ဖို့ရှိတယ်ဆိုတာသိရှိနားလည်ဖို့အမှန်တမ်းအရေးကြီးတယ်ဆိုတာမှတ်သားပြီးတော့ကိုယ်စိတ်တဲ့နဲ့လုပ်ရပြကိုပြုပြင်ပြီးအကောင်းဆုံးကုသိုလ်ပြအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှင်းတဲ့ချာကဲအလုံးလိုက်အရှင်ဖေယဖေယတပည့်တော်တို့သည်သင်္ကန်းတပိတ်ပရိခရာတို့ကိုဒုဒ္ဒလည်းသိက္ခာပရပူဇာကံထခြင်းအတုတော်မင်္ဂလာကိုပြုလုပ်ကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားတနေ့တာဆွမ်းအားရအလှကိုလူတန်းကြပါကုန်၏တရဏဂုံသီလကိုစောင့်တည်ကြပြည်ပင်တရားဓမ္မကိုနာယူကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစာရှိသောတတ္တဗဝတ္ထုတို့ကိုလူဓမ္မကုန်၏ယနေ့ယခုအထုပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏သာသနာတော်ဆောင်တဲ့လောကဆောင်တဲ့တို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏ဤကြောင့်၌အတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏တပည့်တော်တို့နေထိုင်ရာမြို့ရဒေသတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏31ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း